ဒါကဥစဉ်ကျောင်းမှာပူဇော်ထားတဲ့ငကယုံဖျားပါငကားပူပြီးကကျင်တဲ့လူများရှိတယ်ဆိုရင်ဥစဉ်ကျောင်းကိုလာခဲ့ပါနေရလိပ်စာပြောပြပါမယ်ငကားပူကြတာတဲ့နော်ဥစဉ်တို့မြန်မာပြည်လဲတနေ့တစ်မျိုးမရိုးရဘူးတနေ့တစ်မျိုးမရိုးရတဲ့ထူးထူးဆန်းဆန်းတွေကြည့်ကျင်တယ်ဆိုရင်မြန်မာပြည်မှာသာနေကြနော်သူတို့ကတော့ငကားပူတယ်ဆိုပြီးကတာဥစဉ်တို့ရဲ့အမြင်မှာသူတို့ကတာကဘာနဲ့အလားတရံတူနေတယ်လဲဆိုရင်ရသော်ဖေယာတတ်တော်ထင်ရှားရှိစဉ်တုန်းကမနတ်ဤသမီး၃ယောက်ဖြစ်သောတဏအရတိရဂါဆိုတဲ့သမီး၃ယောက်ကဖះရှိမှာကပြဖြောဖြေပြီးတော့ဖះကိုကာမဂုဏ်နဲ့စီယုံသိမ်းသွင်းနေတာနဲ့တူတယ်နော်ကိုတော့ဟုတ်လာပြီမထင်ကြနဲ့ကိုရဲ့လောက်ရက်ကသူတော်ကောင်းတွေရဲ့အမြင်မှာကဲ့ရဲ့စရာဖြစ်နေတယ်ဆိုတာကိုလည်းသတိထားကြအောင်နော်လူငယ်တွေကမသိလို့လုပ်တယ်ထားအောင်တော့ဘေးမှာရှိတဲ့လူကြီးတွေကပြောဆိုတားမြစ်ဖို့လိုတယ်ဘေးမှာရှိတဲ့လူကြီးတွေကပြောဆိုတားမြစ်ခြင်းမရှိဘဲနဲ့ညှောက်ထိုးပင်ကိုလှုပ်ပေးနေမယ်ဆိုရင်အဲ့ဒီလူကြီးတွေကိုယ်တိုင်ကသာသနာကိုဝိုင်းပြီးဖျက်ဆီးနေတာနော်ပြောကျင်တာကလေသာသနာကိုပြုနိုင်ရင်ပြုပါမပြုနိုင်ရင်မဖြစ်စည်းပါနဲ့လို့ပြောကျင်ပါတယ်နော်ကြံခဲ့တဲ့ရက်အနှဲငယ်တုန်းကအမျိုးသမီးလေး၃ယောက်ငကယုံဖျားရှိမှာငကားပူးတယ်ဆိုပြီးကနေကြတဲ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်ရပါတယ်ဒါကဥစဉ်ကျောင်းမှာပူဇော်ထားတဲ့ငကယုံဖျားပါငကားပူပြီးကကျင်တဲ့လူများရှိတယ်ဆိုရင်ဥစဉ်ကျောင်းကိုလာခဲ့ပါနေရလိပ်စာပြောပြပါမယ်ဒါကတော့ဥစဉ်ကျောင်းမှာစိုက်ထားတဲ့ဝေယုံပင်ပါဝစိမ့်တုတ်တွေလည်းပေါ်ပါတယ်ဒီလောက်ပြောရင်ဘာကိုဆိုလိုတယ်ဆိုတာသဘောပေါက်ပါနော်အရှင်ဖေရသိကျင်တာလေးရှိလို့ရှောက်ခွင့်ပြုပါဖေရမာနကလက်ဒီ6ထက်အပေါ်ဆုံးထက်မှာရောက်နေပြီးတော့ဘာလို့မြတ်စွာဘုရားရဲ့ပလင်ကိုလာလို့ရတာလဲကောင်းတာလုပ်တာတွေကိုဘာလို့ဖြစ်စည်းခြင်းနေရတာလဲအရှင်ဖေရစဉ်းစားမရလို့သိကျင်လို့ပါအရှင်ဖေရတဲ့လောကမှာဖေရမပွင့်ခင်မာနကသူ့ကိုယ်သူဖေရလို့ကြွေးကြော်ထားတာဖြစ်ပါတယ်အဲ့ဒီလိုကြွေးကြော်ထားတာဖြစ်တဲ့အတွက်ကြောင့်ဖျားပွင့်တာကိုအလိုမရှိတဲ့အတွက်မာနကဖျားကိုလိုက်ပြီးဖျက်ဆီးနေတာပါနော်နောက်ပလင်လူတယ်ဆိုတဲ့ကိစ္စပလင်လူတယ်ဆိုတာကပြောရိုးပြောစဉ်အနေနဲ့ပြောတာပါတကယ်တမ်းကျတော့ပလင်လူတာမဟုတ်ပါဘူးနော်ဖျားအလောင်းဟာကဆုံလာပြည်နေ့ညနေစည်းစာအချိန်မှာမျက်ရှိစုပ်ကိုအလှခံပြီးဘော်ဒီပင်ချေရင်တို့ကျဲလိုက်တဲ့အခါမှာဖျားအလောင်းကြီးရှေ့ဘုံကံကြောင့်14တောင်ကျဲဝန်းသည့်ရတနာပလင်ကြီးပေါ်ထွန်းလာပါတယ်အဲ့ဒီရတနာပလင်ကိုအပရာဇိတပလင်လို့ခေါ်ပါတယ်ထိုအပရာဇိတပလင်ပေါ်မှာဖျားအလောင်းဟာဖျားစင်စစ်ဧကံဖြစ်လိမ့်မယ်ဆိုတာကိုမာနကသိပါတယ်အဲ့ဒီလိုသိတဲ့အတွက်ကြောင့်ဒီပလင်ပေါ်မှာမနေစေခြင်းတဲ့အတွက်ပလင်ကိုသူ့ပိုင်တယ်ဆိုပြီးလုပ်တာပါနော်ပလင်ကိုလိုချင်တဲ့အနေနဲ့လာလူတာမဟုတ်ပါဘူးနားလဲပါစေနော်အားလုံးပဲမင်္ဂလာပါဖျားပေါ်တဲ့နေရာကရေတွေကိုခတ်တောက်တာနဲ့ပတ်သက်ပြီးတော့မှားနေတယ်ဆိုတဲ့အကြောင်းလေးသူစဉ်ထောက်ပြပြောဆိုလိုက်တဲ့အခါမှာတချို့သောလူအ ਨੇ စုကမကြိုက်ကြပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျေးဇူးတော်ရှင်ပမောက္ခကျုပ်ဆရာတော်ကြီးမိန့်ကြားတဲ့စကားလေးကိုသူစဉ်ပြောပြချင်ပါတယ်ဆရာတော်ကြီးကဗာမိန်ကြားတယ်လဲဆိုရင်ဘုန်းကြီးတို့ဗုဒ္ဓဂါယာသို့သွားတဲ့အခါတုန်းကဘုန်းကြီးတို့နဲ့အတူပါလာတဲ့ဒကာဒကမတချို့ဟာဗုဒ္ဓဂါယာကမြေတွေကိုအိတ်ထဲကောက်ပြီးထည့်နေကြတယ်ဘာကြောင့်ထည့်တာလဲဆိုတော့ဖျားပွင့်တဲ့နေရာကမြေဟာမြက်တယ်ပူဇော်ဖို့ထည့်တာပါတဲ့သူတို့မသိတာကအဲ့ဒီဗုဒ္ဓဂါယာကမြေတွေဟာကလားတွေမစင်စွန့်ထားတဲ့မြေတွေဖြစ်တယ်ဆိုတာကိုသူတို့မသိကြဘူးဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်တွေဟာဖျားအဆုံးအမကိုပဲလိုက်နာသင့်တယ်ဖျားအဆုံးအမမဟုတ်တဲ့အရာတွေကိုအထင်မကြီးသင့်ဘူးလို့မိန့်ကြားပါတယ်ဆရာတော်ကြီးဒီလိုမိန့်ကြားတာဟာနောက်တောင်လူတွေအမှားမဖြစ်စေဖို့မိန့်ကြားတာဖြစ်ပါတယ်ဆရာတော်ကြီးရဲ့မိန့်ကြားချက်ဟာအလွန်အမတန်မှမှန်ကန်ပါတယ်ဗုဒ္ဓဘာသာရဲ့လို့ဖြစ်လာပြီဆိုရင်ဖျားအဆုံးအမကိုပဲလိုက်နာကျင့်ကြံရမှာဖြစ်ပါတယ်ဖျားအဆုံးအမနဲ့တွေ့ဖီနေတဲ့အရာတွေကိုအထင်ကြီးမလေးစားသင့်ပါဘူးဒါကြောင့်မိမိကိုယ်ကိုဗုဒ္ဓဘာသာလို့ခံယူထားတယ်ဆိုရင်ဖျားအဆုံးအမနဲ့တွေ့ဖီနေတဲ့အရာတွေကိုအထင်ကြီးလေးစားပြီးလိုက်မလုပ်ပါနဲ့ဖျားအဆုံးအမကိုသာလိုက်နာကျင့်ကြံကြပါလို့ပြောချင်ပါတယ်
အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအားလုံးပဲမင်္ဂလာပါတခါတော့ကစင်တကောင်ဟာဖုန်ကြီးတစ်ပါးကိုသင်္ကန်းကတ်နေတဲ့ဗီဒီယိုဖိုင်လေးဦးစင်းတင်လိုက်ပါတယ်အဲ့ဒီအခါမှာတခါတယောက်ကတင်ထားလို့တတ်တာပါလို့လာပြောပါတယ်ဒီတော့ဦးစင်းကဟုတ်ပါတယ်တင်ထားလို့တတ်တာပါမတင်ဘဲနဲ့တက်တယ်လို့မပြောပါဘူးတရိษံတွေတောင်မှတင်ထားရင်ကုသိုလ်လုပ်တတ်တယ်တချို့လူတွေလူဖြစ်ပါလေရဲ့နဲ့တင်ပေးထားတာတောင်မှကုသိုလ်မလုပ်ကြဘူးအဲ့ဒီလိုလူတွေလူဘဝရလာတာဟာတရိษံဘဝရတာထက်ဆိုးတယ်လို့ပြောလိုက်ပါတယ်လူဘဝဆိုတာအလွန်ရခဲပါတယ်အလွန်ရခဲတဲ့လူဘဝကိုရလာကြတာဟာအလွန်ကံကောင်းပါတယ်သို့တော်လည်းပဲတချို့လူတွေလူဘဝရလာတာဟာကံမကောင်းပါဘူးအချင်းကြီးပါပဲဘာကြောင့်လဲဆိုရင်အလွန်ရခဲတဲ့လူဘဝကိုရလာကြတော့လည်းပဲရလာတဲ့လူဘဝကိုကုသိုလ်နဲ့ထုံမှန်းပြီးတော့ကောင်းစွာအတုံးမချပဲနဲ့ပေါ့နေပေါ့စားသွားကြလို့ပဲဖြစ်ပါတယ်အဲ့ဒီလိုလူတွေလူဘဝရလာတာဟာတရိษံဘဝရတာထက်ဆိုးပါတယ်ဒါကြောင့်ပြောချင်တာကလူဘဝရလာပြီဆိုရင်ဘဝကိုကုသိုလ်နဲ့ထုံမှန်းပြီးတော့တန်ဖိုးရှိစွာနေထိုင်ပါဘဝကိုကုသိုလ်နဲ့ထုံမှန်းပြီးတန်ဖိုးရှိစွာမနေထိုင်ဘူးဆိုရင်တရိษံဘဝရတာထက်ဆိုးတယ်လို့ပြောချင်ပါတယ်အလုံးလူဘဝရတော့ခိုက်တန်လေးမှာဘဝကိုတန်ဖိုးရှိစွာနေထိုင်နိုင်ကြပါစေအရှင်ဘုရားဗုဒ္ဓမြတ်စွာဘုရားဟာကုကုရဇတ်မှာဘုရားလောင်းဟာကုကုရလောင်းဖြစ်ခဲ့တယ်ဆိုပြီးပို့တင်ထားတာတွေးလို့ဘဟုတုတ္တအဖြစ်ဖြေပေးတော်မူပါလားဘုရားတဲ့ဘုရားအလောင်းဆိုတာကပုထုဇဉ်ဖြစ်တယ်နော်ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်ဂတိမမြဲတဲ့အတွက်ခွေးဘဝလည်းရောက်ဖူးပါတယ်950နိပတ်တော်ဧကကနိပတ်အပ္ပနကဝတ်ကုကုရဇတ်မှာပြမဒမင်းစီးတဲ့တဲကတေရဘတ်တွေကိုနန်းတွင်းကခွေးတွေကခွာပြီးစားပါတယ်အဲ့ဒါကိုပြမဒမင်းကနန်းပြင်ကခွေးတွေစားတယ်ထင်ပြီးနန်းပြင်ကခွေးတွေကိုတတ်ခိုင်းပါတယ်တေဘေးကိုကြောက်ရွံ့ကြတဲ့ခွေးအပေါင်းတို့ဟာဖះအလောင်းခွေးမင်းထံတက်ပြီးတေဘေးမှလွတ်မြောက်ရန်ကြိုးစားဖို့တောင်းပန်ပါတယ်ဒီအခါမှာဖះအလောင်းခွေးမင်းကပြမဒမင်းထံသွားပြီးတဲကတေရဘတ်တွေကိုနန်းပြင်ကခွေးတွေစားတာမဟုတ်ကြောင်းနန်းတွင်းကခွေးတွေစားတာသာဖြစ်နိုင်ကြောင်းနေစာမြက်ကိုထောင်းပြီးရက်တဲ့ရည်နဲ့ရောကျွေးလိုက်ပါကစားထားတဲ့တရေဘက်တွေပြန်ပြီးအန်ထွက်လာနိုင်ကြောင်းဗျမဒမင်းကိုရှောက်တင်ပါတယ်ဗျမဒမင်းလည်းပဲဖះလောင်းခွေးမင်းပြောတဲ့အတိုင်းလုပ်လိုက်တဲ့အခါမှာနန်းတွင်းကခွေးတွေဟာစားထားတဲ့တရေဘက်တွေပြန်ပြီးအန်ထွက်လာပါတယ်အဲ့ဒီအခါကျတော့မှပဲနန်းပြင်ကခွေးတွေဟာတေဘေးမှလွတ်မြောက်ကြပါတယ်ဒါကြောင့်ဖះအလောင်းဟာခွေးဘဝသို့ရောက်ဖူးတယ်ဆိုတာမှန်ပါတယ်နော်အရှင်ဖះဖြစ်မဲ့သူတွေဟာမဖြစ်တဲ့နေရာမဖြစ်တဲ့ဘဝမျိုးရှိပါသလားတဲ့ရှိပါတယ်နော်ဖះအလောင်းတို့မဖြစ်တဲ့ဘဝဌာန18မျိုးဆိုတာရှိပါတယ်အဲ့ဒီ18မျိုးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်1နသစ္ဆံတော်ဟောတိနသစ္စာပတိရောပရိတန်ဒီအားဖြင့်ကမ်းသူနားပင်းသူမဖြစ်ခြင်း2နအုံမတကောအယူမဖြစ်ခြင်း3နအေလမူခောနပိထတပ်ပြီးကတွင်မှတွားရည်ယူသူစွန့်အပ်သူမဖြစ်ခြင်း4နမိလက်ခေသူဥပ္ပဇ္ဇတိလူရိုင်းတို့၌မဖြစ်ခြင်း5နဓာတိယာကုတ်စိမိနိဗ္ဗတတိကျော်မဝါ၌ပရိတန်ဒီမနေခြင်း6နနိယတမိစ္ဆာဒိဋ္ဌိကောဟောတိနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမဖြစ်ခြင်း9နာဂတလိင်္ဂံပရိဝတ္တတိလိင်ပြောင်းလဲမှုမဖြစ်ခြင်း8နပင်စာနရိယကမ္မာနိကရောတိပင်စာနန္ဒရိယကံကိုကျူးလွန်သူမဖြစ်ခြင်း9နာကုဋ္ဌိဟောတိနုနာဆွဲကပ်သူမဖြစ်ခြင်း10နာတိရိစာနယောနိယံဝတ္တတော်ပိစိမတ္ထဘာဝဟတ္ထိကောအဓိကထဘာဝဟောတိတရိษံမျိုး၌ဖြစ်သောငုံအောင်ငယ်သောတတ္တဝါစင်ထက်ကြီးသောတတ္တဝါမဖြစ်ခြင်း11နာခုပိပါတိကနေဇမတဏိကပေတေတုဥပ္ပဇ္ဇတိခုပိပါတိကနေဇမတဏိကပိတ္တာဘုံဘဝတို့၌မဖြစ်ခြင်း12နကာလကိဉ္စီကာတုရေတုကာလကိဉ္စီကအတူရာတို့၌မဖြစ်ခြင်း73နအဝေစီနိရယေအဝေစီငရဲ၌မဖြစ်ခြင်း14နလောကန္တရိကေတုလောကန္တရိငရဲတို့၌မဖြစ်ခြင်း15ကာမဝဆရိတုပနနမာရောဟောတိကာမဝဆရနတ်ပြည်တို့၌မာနမဖြစ်ခြင်း16ရူပဝဆရိတုနအတင်ကြီးဘဝေနသုဒ္ဓဝါတေတုဥပ္ပဇ္ဇတိရူပဗြဟ္မပြည်တို့တွင်အတင်ညတ္တဘုံသုဒ္ဓဝါဒဘုံတို့၌မဖြစ်ခြင်း16နအရူပဘဝေတု
အရူပဘုံတို့၌မဖြစ်ခြင်း18နအိညာစက္ကဝါလံသင်္ကမတိအခြားသောစัจ java လာတို့၌ကြောင်းရည်မဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာဖရာအလောင်းတို့မဖြစ်အပ်တဲ့မဖြစ်ထိုက်တဲ့ဘဝဌာန18မျိုးပဲဖြစ်ပါတယ်အရှင်ဖရာရဲ့တရားအမေးအဖြေတွေကတပည့်တော်တို့အတွက်အဖိုးမဖြတ်နိုင်ပါဘူးအရှင်ဖရာရဲ့တရားအမေးအဖြေတွေနာကြားပြီးအသက်ကြီးတဲ့ဇနီးကတပည့်တော်ကိုရှေးခိုးအိတ်တယ်ဖရာဝမ်းသာလွန်းလို့အရှင်ဖရာကိုကျေးဇူးတင်မိတယ်တဲ့ဝရဝုဒ္ဓိအသက်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဂုဏဝုဒ္ဓိဂုဏ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ရဲ့ဆိုပြီးပုဂ္ဂိုလ်2မျိုးရှိပါတယ်မိမိကလင်ယောက်ျားထက်အသက်ကြီးပေမဲ့မိမိရဲ့လင်ယောက်ျားကမိမိကိုရှာဖွေကျွေးမွေးစောင့်ရှောက်နေတာကြောင့်ဂုဏ်အားဖြင့်ကြီးမြတ်သည့်အတွက်ရှ िख ိုးအိတ်တင်ပါတယ်ရှ िख ိုးတဲ့ရှ िख ိုးထိုက်တဲ့ပုဂ္ဂိုလ်တွေကိုရှ िख ိုးခြင်းဟာကောင်းကျိုး၄မျိုးရရှိစေပါတယ်အဲ့ဒီကောင်းကျိုး၄မျိုးကဘာတွေလဲဆိုရင်1အသက်ရှည်ခြင်း2အစင်းလှခြင်း3ချမ်းသာခြင်း4ခွန်အားဗလကြီးခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာရှ िख ိုးတဲ့ရှ िख ိုးထိုက်တဲ့ပုဂ္ဂိုလ်တွေကိုရှ िख ိုးခြင်းကြောင့်ရရှိလာမိကောင်းကျိုး၄မျိုးပဲဖြစ်ပါတယ်ဒါကြောင့်မိမိထက်ဂုဏ်အားဖြင့်ကြီးတဲ့လင်ယောက်ျားကိုရှ िख ိုးတာဟာကောင်းတဲ့အလုပ်ဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်